အားလုံးပဲမင်္ဂလာပါကျမကတော့ကလေးငယ်လေးတွေကိုခိုးရပါတာစကားရေးတက်ဖတ်တက်ပြောတတ်အောင်သင်ကြားပေးသွားမယ်ဆမ်မဲဖြစ်ပါတယ်ဆမ်နဲ့အတူခိုးရပါတာစကားကိုနေ့စဉ်လေ့လာလို့ရအောင်ဆမ်ရဲ့ page ကိုလည်း like and share လေးလုပ်သွားပေးဖို့ပြောချင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်သင်ခန်းစာလေးကိုစလိုက်ကြရအောင်သွားမယ်နံပါတ်9နောက်ဆုံးတစ်လုံးဖြစ်ပါတယ်နောက်ဆုံးတစ်လုံးကဘာလဲဆိုတော့ဒါပါတော့ဟုတ်ပါတယ်နော်ဤရင်자ဤရင်လို့ပြောတဲ့အတိုင်းသူ့မှာဆိုတဲ့အတက်တန်ရှိတယ်မြန်မာလိုဆိုရင်ငါတက်တန်ပေါ့နော်အဲ့တော့ဒါကိုတွေ့မယ်ဆိုလို့ရှိရင်ငါတက်တန်ဖြစ်တယ်လို့မှတ်ထားရမယ်နော်ဒါဆိုဥပမာဘာတွေလဲဆိုတော့자နံပါတ်ပထမတစ်လုံးကအောက်မှာပါရှိရတော့ဤ자အဆုံးသက်မှာနဲ့ဆုံးသက်မယ်ဆိုတော့gangဟုတ်ပါတယ်gangကပါတော့ဒီမှာစမ်းပြထားတယ်မြစ်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းမြစ်တွေရှိရနော်ယောက်တီမြစ်ဆိုရင်ယောက်တီgangဟုတ်ပါတယ်gangထည့်လိုက်အောင်မယ်နော်자နောက်တစ်ခုကပါတော့မဟုတ်တယ်ဒါပါတော့မဟုတ်တယ်နော်မအောက်မှာပါရှိတော့ငါတက်တန်ရှိတယ်ဒါငါတက်တန်ဖြစ်တယ်အဲ့တော့မာဆိုတော့မန်းဆိုတာစကားကိုပြောတာဖြစ်ပါတယ်စကားဒီပိဿနဲ့ပိဿစကားလည်းရှိရနော်ဒီအပေါက်ပါတဲ့ဟာအပေါက်ပါတဲ့ဟာတွေကိုစကားမန်းလို့ပြောတာဖြစ်ပါတယ်နော်ဟုတ်ပြီနောက်တစ်ခုဆက်သွားမယ်ဒါဟုတ်လားဟုတ်တယ်နော်ဒါဆိုရင်ဆိုတော့အောက်မှာဘာတက်တန်လာလဲကြည့်လိုက်မယ်အောက်မှာဘာတက်တန်လာတော့ဤလာနေဆိုတော့ငါတက်တန်ဖြစ်တယ်အဲ့တော့ဘယ်လိုတန်ထွက်မှာတော့ဆိုတော့ဟုတ်ပါတယ်ဆိုတာကြောပြင်မှာစမ်းပြထားတယ်ကြောပြင်ကိုပြောတာဖြစ်ပါတယ်ကြောပြင်နောက်တစ်ခုကဘာလဲဆိုတော့ဒီမှာစမ်းမြေးထားတယ်ဝှစနှလုံးပေါက်ထည့်ဖို့မေ့သွားတယ်နော်ဒါမီးကိုပြောတာမီးတိုင်လမ်းဘေးမှာရှိတဲ့မီးတိုင်တို့ကိုပြောတာနော်အဲ့တော့ဆိုတာကြောပြင်လည်းဟုတ်တယ်နောက်တစ်ခုကဘာလဲမီးတိုင်လည်းဟုတ်တယ်ဟုတ်ပြီ자ဒါဆိုရင်ဆိုကြည့်မယ်gangမြစ်မန်းစကားကြောပြီးမီးတိုင်ဟုတ်ပြီဒါကတော့နောက်ဆုံးအသက်တန်ဖြစ်ပါတယ်အသက်တန်တွေကတော့ဒီနေ့ဒီမှာပြီးသွားပြီပေါ့နော်နောက်နေ့ကနေစပြီးတော့စာလုံးပေါင်းတာတွေစာဖတ်တာတွေသင်ရမှာဖြစ်ပါတယ်အဲ့တော့နောက်နေ့ကနေစပြီးတော့တမီတို့စာလုံးပေါင်းတာတွေကိုဆက်ပြီးမှသင်ရမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အညောင်